ကင်ဆာသည်သူများတွေပြောသလိုမျိုးကြောက်စရာကောင်းတဲ့ဟိုရှောင်ဒီရှောင်ရှောင်ရမယ်အာဟာရမဟုတ်ပါဘူး special diet လို့ခေါ်တဲ့အထူးသီးသန့်ပြုလုပ်ထားတဲ့အာဟာရရဲ့လို့လည်းမရှိပါဘူးပုံမှန်တာမန်လူစားနေကြအတိုင်းကိုပဲတန်တန်ရှင်းရှင်းလက်လက်ဆက်ဆက်လေးစားဖို့လိုအပ်ပါတယ်ဒီနေရာမှာပြီးကန်နည်းလေးမှာကျွန်တော် message လေးတစ်ခုပေးချင်ပါတယ်အဲ့ဒါပါလဲဆိုတော့ကင်ဆာဝေဒနာရှင်တွေမှာကီမိုသွင်းနေတဲ့ကာလမှာဆိုရင်အသီးအနှံတွေကိုဘလို့အသီးအနှံမျိုးကိုဦးစားပေးပြီးစားသင့်တယ်လို့ထင်တယ်ဖြည့်ကြည့်ပေးပါလားဒီမှာနားထောင်နေရလဲလူနာရှင်တွေလည်းပါနိုင်တယ်ကင်ဆာဝေဒနာရှင်ကိုယ်တိုင်လည်းပါနိုင်တယ်ကီမိုသွင်းနေတဲ့ကာလမှာဘလို့အသီးအနှံမျိုးကိုကျွန်တော်တို့ဦးစားပေးပြီးစားသင့်တယ်လို့ထင်တယ်ရေရွှမ်းတဲ့အသီးနှံစားတယ်အရေရွှမ်းတဲ့အသီးနှံဟုတ်ပြီဟုတ်တယ်โอเคဟုတ်ပြီအမထင်တာအရေရွှမ်းတဲ့အသီးနှံဟုတ်ပြီကျန်တဲ့သူတွေရောဘာလို့ထင်လဲစဉ်းစားကြည့်ပါ 피자가 뼈디 ဖီးချမ်း 냠냠 ပြော 사브리데 သည်ဖီးချမ်းပြောသည်โอเคနောက်ကောကျန်တဲ့သူတွေရောပဲကြည့်ပါအောင်ရတယ်ကိုထင်တာကိုပြောနော်ပြီးရင်ကျွန်တော်အဖြေပြောပြမယ်စာပို့တယ်နားနီနော်ဗာမေးလိုက်တာလဲဆရာကင်ဆာကီမိုသွင်းနေတဲ့ကာလပေါ့နော်ဆေးသွင်းနေတဲ့ကာလမှာနော်ဆေးသွင်းနေတဲ့ကာလမှာဘလို့အသီးအနှံမျိုးကိုဦးစားပေးပြီးစားသင့်တယ်လို့ထင်တယ်ရေရွှမ်းသေးပါဆရာ အရေရွှမ်းသည်တဲ့โอเคတန်ရှင်းလက်ဆက်တဲ့အသီးနှံဟုတ်ပြီအဖြေတော်တော်များများတော့မှန်ပါတယ်ဒါပေမဲ့ကျွန်တော်တေချာလေးကွဲကွဲပြားပြားသိအောင်ပြောချင်ပါတယ်အသီးနှံမှန်သမျှအကုန်စားလို့ရတယ်ကင်ဆာဝေဒနာရှင်တွေမှာဒါပေမဲ့ကီမိုသွင်းနေတဲ့ကာလမှာဆိုရင်အရှိမကျွန်တော်ပြောခဲ့တယ်ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကိုသူကချပြီးတော့ဆေးကုနေတာဖြစ်တဲ့အတွက်ကြောင့်တော်ယုံတန်ယုံညစ်ပတ်ရင်အဆင်မပြေဘူးအရန်ညစ်ပတ်တာတော့မပြောဘူးနော်တော်ယုံတန်ယုံညစ်ပတ်ရင်ကိုအဆင်မပြေဘူးဆိုလိုချင်တာကလမ်းဘေးမှာရောင်းတဲ့ဖရဲသီးစိတ်သင်္ဘောသီးစိတ်နနက်သီးစိတ်တွေဒီဘတ်စကားဂိတ်ပဲဖြစ်ဖြစ်ဈေးထဲမှာပဲဖြစ်ဖြစ်ရောင်းနေတာဒီဖုံတလောင်းလောင်းနဲ့ဘလောက်ပဲစကားလေးပဲအုပ်ဖုံနေရတော့ကတ်နေမှာပဲမမြင်နိုင်တဲ့ဖုံတွေပေါ့နော်အဲ့လိုမျိုးအသီးအနှံမျိုးတွေတော့ကီမိုသွင်းနေတဲ့ကာလမှာကျွေးလို့တော့အဆင်မပြေဘူးအဲ့တော့ကျွန်တော်တို့ကကီမိုသွင်းနေတဲ့ကာလမှာအလွယ်ကူဆုံးနည်းနဲ့ရှင်းပြရရင်အခွန်မာပြီးတော့ခွာစားလို့ရတဲ့အသီးတွေကိုဦးစားပေးပြီးစားစေခြင်းတယ်ဥပမာလိမ္မော်သီးကြက်မောက်သီးမင်းကွတ်သီးငှက်ပျောသီးပြီးတော့ဘာရှိတယ်နဂမောက်သီးဒီလိုအသီးတွေကိုကျွန်တော်တို့ဦးစားပေးပြီးတော့အခွန်မာတဲ့အသီးတွေကိုဦးစားပေးပြီးတော့ကီမိုသွင်းနေတဲ့ကာလမှာစားစေခြင်းပါတယ်တဆိုရင်ပန်းသီးတို့မာလကာသီးတို့ကြတော့ဘယ်လိုလုပ်တင်လဲစားခြင်းနဲ့โอเคစားခြင်းနဲ့ဆိုရင်တော့ပန်းသီးမာလကာသီးစားတော့မယ်ဆိုရင်အိမ်ရောက်ပြီဆိုရင်အခွန်ကိုတေချာနွားရေတေချာဆေးပြီးတော့စစ်နီတုံးတန်တန်ဓာတန်တန်နဲ့လှီးပြီးတော့ကျွေးလို့ရတယ်နနက်သီးလိုမျိုးအရန်စားခြင်းလမ်းဘေးမှာအခွန်ခွာပြီးသားစိတ်ပြီးသားနနက်သီးကျွေးတာထက်ဆိုင်ရင်အလုံးလိုက်ဝယ်လာခဲ့အခွန်ခွာပြီးအိမ်မှာစစ်နီတုံးတန်တန်ဓာတန်တန်နဲ့လှီးပြီးကျွေးရင်ကျွေးလို့ရတယ်ဒါဒီကီမိုသွင်းနေတဲ့လူနာကိုပဲပြောတာနော်ကီမိုပြီးသွားပြီကီမိုသွင်းစရာမလိုတော့ဘူးကျွန်တော်တို့ကတော့ဓာတ်ရောင်ကြီးกินနေပြီဘာညာပေါ့ဒီလိုလူနာတွေအတွက်ဒါမှမဟုတ်လဲကျွန်တော်တို့ကတော့6လတစ်ချိန်ပြန်ပြရတဲ့အနေအထားဖြစ်သွားပြီစားတဲ့လူနာတွေမှာဆိုရင်တော့ကြိုက်တဲ့အသီးကိုကြိုက်တယ်လို့စားပါအရင်ညစ်ပတ်မနေနဲ့ပေါ့နော်ပုံမှန်တောင်းတန်ုံလမ်းမေးမှာစိတ်တဲ့အသီးလဲသူတို့စားလို့ရတယ်လို့ပြောချင်တာနော်အဲ့ဒါလေးသိဖို့လိုအပ်တယ်နော်โอเคနောက်မေးခွန်းလေးတစ်ခုပြောချင်တယ်ကီမိုသွင်းနေတဲ့ကာလမှာလက်တုပ်စုံစားလို့ရလားကီမိုသွင်းနေတဲ့ကာလမှာလက်စားလို့မရပါဘူးစားလို့မရဘူးဘာလို့မရဘူးလို့ 메아우스야 메아우스야 ဟုတ်မရဘူးဆိုတော့ဘာလို့မရဘူးလို့ထင်နည်းညစ်ပတ်လို့ဟုတ်ပါတယ်ညစ်ပတ်တယ်ပေါ့နော်ဆိုတော့လမ်းဘေးကအတုပ်ပဲအဲ့ဆိုလမ်းဘေးကဟုတ်တယ်လမ်းဘေးကအတုပ်ပေါ့နော်လမ်းဘေးကအတုပ်ကတော့မတန့်ရှင်းလို့ဆိုတော့မစားကိုင်းဘူးပေါ့အဲ့ဆိုအိမ်မှာဆိုရင်ရောစားလို့ရလားအိမ်မှာခောက်ဆွဲတုပ်ကြတဲ့တုပ်စားမယ်အဲ့ခောက်ဆွဲတုပ်ကြတဲ့တုပ်ထဲမှာခေါ်ဘီလေးထည့်မယ်တခွားသီးလေးထည့်မယ်ကြက်သွန်စိမ်းလေးထည့်မယ်အဲ့လိုထည့်မယ်ဆိုရင်ရောစားလို့ရလား
ရပါတယ် အဲ့ဒါပြောပြမယ်ကီမိုသွင်းနေတဲ့ကာလမှာကျွန်တော်တို့ဒီပါဇက်သေးကိုဘာအစိမ်းမှမထည့်ဘူးအိမ်မှာပဲလှုပ်လို့လမ်းဘေးမှာပဲလှုပ်လို့ဘာအစိမ်းမှပါဇက်သေးကိုမထည့်ဘူးဥပမာဂေါ်ဘီစိမ်းလေးထည့်ပြီးတုတ်တာမျိုးဘာညာမျိုးတွေကဖြစ်နိုင်ရင်တော့ကျွန်တော်တို့ကမစားခိုင်းဘူးကီမိုသွင်းနေတဲ့ကာလမှာအဲ့တော့ကီမိုသွင်းနေမဲ့အချိန်မှာအိမ်မှာအတုပ်လုပ်စားမယ်ဆိုစားခောက်ဆွဲကြာစံတုတ်စားမယ်စားပါဂေါ်ဘီတစ်ခွားသီးတော့ထည့်လို့မရဘူးအရန်ထည့်ခြင်းလဲဆိုဂေါ်ဘီကိုရေနွေးဖြောပြီးတော့ထည့်ခြင်းထည့်ဒါပေမဲ့ဂေါ်ဘီအစိမ်းကိုဒီလိုမျိုးလှီးပြီးသားဂေါ်ဘီစိမ့်စိမ့်လေးကိုအတုတ်ထဲမှာတော့ထည့်စားတာအာမပေးဘူးကီမိုသွင်းနေတဲ့ကာလပဲเนาะကီမိုပြီးသွားပြီတခြားကိစ္စတွေလုပ်နေပြီဆိုရင်တော့ပုံမှန်တိုင်းစားလို့ရတယ်ပြဿနာမရှိဘူးအဓိကကပါဇက်သေးကိုအစိမ်းမထည့်စေခြင်းအဲဆိုရင်ဆူရှီဆိုင်မှာစားတဲ့ဆာရှိမီလိုမျိုးဆယ်မွန်တို့ဘာလို့ငါးအစိမ်းတွေလဲထုံနည်း၎င်းပဲပေါ့ကျွန်တော်တို့စားလို့မရဘူးကီမိုသွင်းနေတဲ့ကာလမှာငါးအစိမ်းအသားစိမ်းငါးစိမ်းအသီးအနှံအစိမ်းတွေတောင်မှအသီးနှံတော့ခုနဂေါ်ဘီလိုမျိုးအစိမ်းတွေတောင်မှတက်နိုင်တယ်များကျွန်တော်တို့ကတိတ်မစားခိုင်းဘူးကီမိုသွင်းနေတဲ့ကာလပဲเนาะကီမိုပြီးပြီဆိုတော့အကုန်စားလို့ရတယ်